ဒါလေးကမီဇူဖုန်းလေးပေါ့နော်ဒါလေးကဒီနေ့လော့မေးသွားလို့နော်ဒါလော့လာဖြည့်တယ်အလုံးလေးအဲ့တော့ဒါလေးကိုလော့ဖြည့်ကြည့်မယ်ဒီ mobile CD 2နဲ့ပဲဖြည့်ကြည့်မယ်နော်ပါမထင်တာပဲဒီ2လေးပေါ့နော် mobile CD 2လေးဒီဇူကဒီကောင်က CPU ကစပရုံဆိုတော့စပရုံထဲမှာကဒီ2မှာကမီဇူဆိုပြီးတော့မပါဘူးเนาะအဲ့တော့ဒီ716နဲ့ဖြည့်ကြည့်မယ်เนาะပါဝါပိတ်ပြီးတော့ဒါဘောလူအတောင်လေးကင်ပြီးတော့ကျိုးထိုးလိုက်ရင်ရတယ်เนาะအပန်ထိုးချက်ခလက်ကိုလေးစုံထိထားလိုက်ဒါဆိုရင်ကွန်ပျူတာမှာပေါ့တိသွားပြီနော်တော့ဆွဲသွားရင်ခဏလေးစောင်းလိုက်မယ်တော့ပြုတ်မပြုတ်โอเคအဲ့လိုပြသွားရင်ဒါလောကဒါပြုတ်သွားပြီနော်တော့ပါဝါတစ်ချက်ပွင့်လောက်စောင်းလိုက်မယ်မီဇူမော်ဒယ်တော့မသိဘူးဟောဒါတော့ရပြီနော်လောမရှိတော့ဘူးလောပြုတ်သွားတယ်ဆက်တဲ့ကြော်ကြည့်လိုက်မယ်စက္ကဟန်နေတယ်အော်ဒါတော့ရပြီနော်โอเคဒါဆိုရင်ရပြီเนาะဒီ model line ဒီ2လေးနဲ့အဆင်ပြေပါစေเนาะ